Hello အားလုံးပဲမင်္ဂလာပါ grammar ကိုအခြေခံအစပြီးတော့မှအတူတူလေ့လာကြည့်အောင်နော်ဒီနေ့မှာတော့ plural number တွေအကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်အဲ့တော့ noun ကိုအနေနဲ့အများပြောင်းခြင်းတဲ့အခါမှာ singular နဲ့ plural ပြောင်းခြင်းတဲ့အခါမှာတော်တော်များများကတော့ s bound ထည့်ပေးရတယ်ပေါ့နော်ဒါမှမဟုတ်ဆိုရင်ဒီမှာအဲ့တော့ဥပမာဆိုရင် a car 2 cars s bound ထည့်ပေးရတယ်3 pencils as bound ထည့်ပေးရတယ်သူကအများ plural ဖြစ်သွားပါတော့တိုးတော်လည်းပဲဘောဒီလိုမျိုး s sh ch a x o ဒီလိုမျိုးစုံနေပါတော့ s to ss to sh to ch to x to o နဲ့စုံတဲ့စကားလုံးတွေဆိုရင်တော့သူကplural အများဖြစ်ဖို့ es ပေါင်းပေးရတယ်နမူနာလေးကြည့်အောင်နော် bus buses dress dresses brush brushes torch torches box boxes ဥမာ a tomato နော် tomato လို့ရှိရ tomato လို့ရှိရပါတော့ဒါတော့က US နဲ့ UK အဲဆို tomatoes a tomato ဆိုရင်ဒါကအနေတိုးတော့ to အများဖြစ်သွားပြီဆိုရင် es ပေါင်းပေးမယ်နော် tomatoes နော် o နဲ့ဆုံးတော့ es ပေါင်းပေးတယ်ပေါ့နော်တိုးတော့ o နဲ့ဆုံးပေးမယ်ပေါ့နော်သူကတချို့ noun တွေကကျတော့ o နဲ့ဆုံးမယ်ဒါပေမဲ့ es မထည့်ဘဲနဲ့ only s အများပြောင်းချင်တဲ့အခါမှာ s လေးပဲထည့်ရမယ်နော်ဘယ်လိုစကားလုံးတွေလဲကြည့်ကြအောင်နော် radio radios pianos photos rhinos hippos videos သူတို့ဒီ o နဲ့ဆုံးနေဒါပေမဲ့ radios လို့မဟုတ်ပါဘူးနော် o နဲ့ဆုံးနေသူ့တော့ s လေးပေါင်းထည့်ရမယ်နော်အဲ့တော့သူကဒီမှာဆိုရင် nouns ending in a vowel plus y takes s in the plural အဲ့တော့သူက vowel နဲ့ y နဲ့စုံတဲ့ noun တွေဆိုရင် plural ဖြစ်ဖို့ s ပဲပေါင်းထည့်ရမယ် es မဟုတ်ဘူးเนาะဥပမာ a boy 2 boys နော် s ပဲပေါင်းထည့်ရမယ်ကဲဒီမှာကြည့်အောင်သူကဒီမှာလေးပေါ့နော် consonant နဲ့ y နဲ့ပေါ့နော် now nouns ending in a consonant plus y ခဏနေက vowel နဲ့ y နဲ့ဆိုရင် plural ဖြစ်ဖို့ s ပဲပေါင်းထည့်မယ်အခုကသူက consonant နဲ့ y နဲ့စုံတဲ့ noun တွေဆိုရင်ကို plural ဖြစ်နေတယ်ဒါဆိုရင် draw the y နော်y ကိုဖြုတ်ပြီးတော့မှies လေးပေါင်းထည့်ပေးမယ် y ကိုဖယ်ပြီးတော့မှ ies ပေါင်းထည့်ပေးမယ်ပေါ့နော်ဘာဖြစ်ဖို့လဲဆိုရင် plural ဖြစ်သွားဖို့ဥပမာ a strawberry နော် a strawberry ဒါဆိုရင်3ဆိုရင်သူအများဖြစ်သွားပြီဒါကြောင့်မလို့ strawberries y ကို drop လုပ်လိုက်မယ် y ကိုဖယ်ချလိုက်မယ် ies ပေါင်းမယ်ဆို3 strawberriesဆိုရင်နောက်တစ်ခုကြည့်အောင်အဲ့ nouns ending in fe နော် f တို့မဟုတ်ဒီမှာ fe နဲ့စုံတဲ့စကားလုံး noun တွေဆိုရင်နော် f တို့မဟုတ် fe နဲ့စုံတဲ့ nouns တွေဆိုရင်အဲ့ f နဲ့ f ကို drop လုပ်လိုက်မယ်ဖယ်ပြီးတော့မှဖယ်ချပြီးတော့မှ ves ပေါ့နော်ပေါင်းပြီးမယ်ဥပမာ a leaf တရုတ်ကလေးတစ်ခုလေးဟုတ်ပြီဒီမှာတရုတ်ကလေးဘယ်နှခုရှိလဲcount this leaf ဟုတ်တယ်တရုတ်ကလေးကအဲဆိုရင်အားလုံးပေါင်းဒီမှာဆိုရင်4ရွက်ပေါ့နော်ဒီဘက်မှာ1ရွက်ဒါ1ရွက်တက် a leaf ဒီက4 leaves ဒါဆိုတော့ f ကို remove လုပ်လိုက်မယ် leaves ပေါ့နော် wolf a wolf တို့တော့
2ဖြစ်သွားခါကျအများဖြစ်သွားပြီဒါကြောင့်မလို့ F ကို drop လုပ်လိုက်မယ်ဖယ်ပြီးခါမှာ VES ပေါ့နော်ဆို truthsကဲဒါဆိုရင်နောက်တစ်ခုခဏနေဟုတ်တယ်ပြောလိုက်တာက FFE နဲ့ဆုံးတဲ့ noun လေးဆိုရင် FFE ကို drop လုပ်ပြီးတော့မှ VES ရေးရမယ်တိုးတော်လည်းပဲတချို့ noun တွေက F နဲ့ FE နဲ့ဆုံးပြီးမြဲဆုံးတာမှတ်ပြီးမြဲသူကအများဖြစ်ဖို့ဆိုရင်နော် FFE ကို remove လုပ်စား drop လုပ်စားမလို့ဘူး S ပဲပေါင်းထလိုက်ရင်အများဖြစ်သွားပြီဘယ်လိုစကားလုံးတွေလဲကြည့်အောင်နော် ROOF hoofနော်အဲ့တော့ F နဲ့ဆုံးနေဆိုပြီးဟာ F ကို drop လုပ်လိုက်မယ် ROOVES အဲ့လိုမျိုးမဟုတ်ဘူးနော်ဘာလေးပဲပေါင်းထည့်မှာဆိုအများဖြစ်ဖို့ S လေးပဲပေါင်းထည့်မယ် hoofs giraffe နော်ဆို FFES နော်သူက FFES နောက်ထပ်သူဒီပါလဲဆိုရင် FE ကိုဖြုတ်ပြီးကမှ VS လို့ရမလို့ giraffe CLIFF cliff သူလည်း S လေးပဲပေါင်းထည့်မယ် cliffsကဲဒါဆိုရင်ဒီမှာကနောက်ဆုံးလေးပေါ့နော် adjectives တွေကိုသူက plural မှာs သွားမှာထည့်စရာမလိုဘူး a happy girl နော်သူဒီပြောင်းစရာမလို y ကိုဖြုတ်မယ် is ဒီတော့မလုပ်နဲ့နော်အဲဆို happy girl two happy girls နောက်က girls မှာပဲ s ထည့်မယ် happy ဒီပြောင်းစရာမလိုဘူးနော်ကဲဒါဆိုရင်ဒီမှာပေါ့နော်ဒီကexactly write the plural လေးကိုပြောင်းကြည့်ကြမယ် comment မှာဒီ plural လေးတွေကိုပြောင်းကြည့်ကြမယ်အဖြေမှန်လေးကို comment မှာရေးပေးထားမယ်နော်